여러분 안녕하세요. 지하루의 디네 더라고요 소래 그라마리고 알레고 아요신성 니네 릴라더마ဖြစ်ပါတယ်။ဒီ grammar လေးကတော့အတိတ်မှာကိုမြင်ခဲ့ကြားခဲ့ကြုံတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုတခြားသူကိုပြန်ပြီးတော့ပြောပြတဲ့ခါမှာသုံးတယ်။ပြောတဲ့ခါမှာလည်းရိုးရိုးပြောမှာမဟုတ်ဘဲနဲ့အဲ့တော့ကမြင်ခဲ့ကြားခဲ့ကြုံခဲ့တာတွေကိုပြန်စဉ်းစားရင်းနဲ့ပြန်မြင်အောင်ရင်းနဲ့ခန်းစားချက်ထည့်ပြီးတော့ပြောတဲ့ခါမှာသုံးပါတယ်။ဥပမာကွာ여러분ရဲ့အကိုကသူ့ကောင်မလေးနဲ့여러분ကိုမိတ်ဆက်ပေးခဲ့တယ်။여러분ကတော့မမြင်ဘူးခင်တော့ကတော့ဒီလောက်လှမယ်လို့မထင်ထားဘူး။တကယ်လည်းမြင်လိုက်တော့တကယ်ကိုမှလှတာပေါ့။အဲ့ဒီအကြောင်းကိုတငယ်ချင်းကိုပြန်ပြီးပြောပြမယ်။ငါကိုကွာသူ့ကောင်မလေးနဲ့မိတ်ဆက်ပေးရလေ။သူ့ကောင်မလေးကတကယ်ကိုလှတာပါဆိုနေ။진짜 예쁘더라고요။အဲ့လိုမျိုးပြောတဲ့ခါမှာတုံးတယ်။ပြီးလို့ရှိရင်ဥမာဇိုယာကဟော့ပေါ်တစ်ခါမှမစားဘူး။အဲ့ဒါကိုပထမဆုံးချိန်နေနဲ့ဟော့ပေါ်ကိုစားလိုက်တော့ထင်ထားတာတကောအများကြီးပိုကောင်းတယ်ပေါ့နော်အဲ့ဒီအကြောင်းကိုတကယ်ချင်းကိုပြန်ပြီးပြောပြမယ်ငါမနေ့ကဟော့ပေါ်ပထမဆုံးအချိန်နေနဲ့ငါစားဘူးခဲ့တာ진짜 맛있더라고요တကယ်ဟိုမှစားကောင်းတာပါဆိုနေမှဆိုပြီးတော့ကိုမြင်ခဲ့ကြားခဲ့ကြုံခဲ့တဲ့အရာကိုတခြားတယောက်ကိုလက်ဆင့်ကမ်းပြောတဲ့ခါမှာသုံးတယ်ပြောတဲ့ခါမှာလည်းအဲ့လိုခန်းစားချက်လေးကပါတာပေါ့နော်မြန်မာလိုအနည်းဆက်ဆုံးယူရင်ပါဆိုနေပါဆိုကွာအဲ့လိုလေးမှတ်ထားလို့ရတယ်မမှတ်လည်းရတယ်မှတ်ထားမယ်ဆိုရင်တော့ဒီလိုခြေအနေနဲ့ကြုံရင်여러분တို့ဒီ grammar ခေါင်းထဲမှာတက်ဆိုပြီးတော့ပေါ်လာမှာပေါ့နော်ဒီ grammar ကသုံးပုံသုံးနည်းကတော့လွယ်တယ်အသက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေဒေါရကိုယိုလေးနောက်ကနေကတ်လိုက်ရုံပဲပေါ့နော် noun ဆိုလို့ရှိရင်အသက်ပါရင်ဤလေးထည့်မယ်အသက်မပါရင်တော့ဒေါရကိုယိုဆိုရင်ရပါပြီ noun ကတော့လူတရိษံအရာဝတ္ထုတွေကိုပြောတာဖြစ်ပါတယ်အဲ့ဒါဆိုဥပမာစာကြောင်းနဲ့လေ့လာပါမယ်어제 먹은 떡볶이가 꽤 맵더라고요. 어제 먹은 떡볶이가မနေ့ကစားခဲ့တဲ့ 떡볶이가လေ꽤အတော်လေးကိုမှ 맵다 ဆက်တီဆိုတာကိုဒေါရကိုယူနဲ့ပေါင်းထားဆိုတော့ 맵더라고요 ဆက်တာပါဆိုနေမနေ့ကစားခဲ့တဲ့ 떡볶이အကြောင်းကိုတကယ်ချင်းကိုပြန်ပြောပြပါဘောနော်ငါမနေ့ကစားခဲ့တဲ့ 떡볶이가ကွာတော်တော်ကိုဆက်တာပါဆိုနေ방학 때 부산에 갔는데 바다가 정말 예쁘더라고요. 방학 때 짱빼이의 동가 부산고 또하게라리 바다가 빌레지가 정말 예쁘더라고요. 늦게 올라라 봐서니마 고 민게레 야우 등의 진우 뺨뼈뼈라고 너 칸사젤리알레 바디에 바다가 정말 예쁘더라고요. 그 배우를 실제로 봤는데 귀가 엄청 크더라고요. ဘဲဦးဆိုတော့တရုတ်ဆောင်မင်းသားလည်းရတယ်မင်းသမီးလည်းရတယ်ရှီးကျဲတို့ဆိုတာအပြင်မှာတကယ်လက်တွေ့မှာတွေ့ခဲ့တာပေါ့နော်အဲ့ဒီတရုတ်ဆောင်ကိုလက်တွေ့မှာတကယ်တွေ့ခဲ့တာကွာခီက 엄청 크더라고요 အရက်ကအတော်လေးကိုရှိတာပါဆိုနေမှကိုတွေ့ခဲ့တာကိုတကယ်ချင်းကိုအပတရနဲ့ပြန်ပြောပြနေရပါတော့친구 집에 놀러 갔는데 강아지가 너무 귀엽더라고요 တကယ်ချင်းကိုအလဲသွားခဲ့တာလေခွေးလေးကတကယ်မှအရန်ချစ်စရာကောင်းတာပါဆိုနေဂွီယော့တာဆိုတာကိုဒေါရကိုရိုးပေါင်းထားတာပေါ့နော်그 가수는 노래도 잘하고 춤도 잘 추더라고요 가수 အဆိုတော်အဲ့ဒီအဆိုတော်ကတချင်းဆိုလဲကောင်းပြီးတော့အကာလဲတကယ်တော်တာပါဆိုနေမှဆိုပြီးကိုမြင်ခဲ့တဲ့ကိုရဲ့ idol အကြောင်းကိုချီးကျူးရင်းနဲ့အပတရားပြောပြနေရပါတော့친구가 발표를 했는데 정말 잘하더라고요. 발표를 하다ဆိုတာ presentation လုပ်တာပေါ့နော်။တငယ်ချင်းကကိုတငယ်ချင်းက presentation လုပ်တာ။တကယ်ဟိုမှာမိုက်တာပေါ့နော်။အဲ့ဒါကိုတခြားတယောက်ကိုပြန်ပြီးပြောပြမှာတငယ်ချင်းကြောင်ကြွားမှာ။ငါတငယ်ချင်းက presentation လုပ်တာလေ။တကယ်ဟိုမှာတော်တာပါဆိုနေမှာ정말 잘하더라고요. 도서관에 갔는데 조용하더라고요. စာကြည့်တဲ့ကိုသွားခဲ့ရလေ။တကယ်တိတ်ဆိတ်နေတာပါဆိုနေမှာတိတ်ဆိတ်တာကြီးတော့အပတရကြီးပြောပြလို့မရဘူးပေါ့နော်ဒါပေမဲ့ကိုထူးထူးဆန်းဆန်းမြင်ခဲ့တာပေါ့နော်တကယ်ချင်းကိုပြန်ပြောပြတာ어제 본 영화는 좀 지루하더라고요 지루하다ဆိုတာပြင်းစရာကောင်းသည်မနေ့ကကြည့်ရတဲ့ရုပ်ရှင်ကလေနည်းနည်းပြင်းစရာကောင်းတယ်ပါဆိုနေကိုလုံးဝထည့်ရမယ်လို့မပြောဘူးဒီကမှတ်ထားရမှာကကိုအတိတ်မှာမြင်ခဲ့ကြုံခဲ့ကြားခဲ့တာကိုတခြားတယောက်ကိုလက်ဆင့်ကမ်းပြောတဲ့ခါမှာလည်းခန်းစားချက်လေးကပါတယ်ပြင်းစရာကြီးဆိုလဲပြင်းစရာကြီးဆိုတဲ့မှုလေးကပါသေးရဲ့ပေါ့နော်한국 겨울은 생각보다 훨씬 춥더라고요. ကိုရီးယားရဲ့ဆောင်းရာသီကထင်ထားတာထက်
훨씬 အတော်လေးကိုချုပ်တော်တာကိုရောအေးတာပါဆိုနေမှအရင်ကအေးမယ်လို့မထင်ထားဘူးပေါ့နော်တကယ်လဲကြုံသွားရောဟာအတော်လေးကိုအေးတာပါဆိုနေမှ 지하철을 탔는데 사람이 정말 많더라고요. 미역 타시게라리. 아, 룰이 되게 많아봐 소니. 고민게라고 뺨뼈뼈아니야, 너? 친구가 만든 김치찌개가 맛있더라고요. 땡게진로 주일에 김치흰이가리. 아야다 싫래. 야다 싫어봐 소니마. 한국에 처음 갔을 때 생각보다 사람들이 정말 친절하더라고요. 한국에 처음 갔을 때 코리아어 ပထမဆုံးတစ်ခေါက်သွားနှုန်းကထင်ထားတာထက်လူတွေက친절하다သဘောကောင်းတယ်ဖော်ရွေတယ်정말 친절하더라고요တကယ်ကိုသဘောကောင်းတာပါဆိုနေမှကိုကြုံခဲ့တဲ့ဟာကိုပြန်ပြီးတော့ပြောပြနေရပါတော့စကားပြောအပြန်လန်စကားပြောလေးလေးထည့်ပေးထားပါမယ်제주도에 가봤어요 제주도 သွားဘူးလား네 바람도 세고 풍경이 정말 아름답더라고요 သွားဘူးတယ်လေတိုက်တာလဲပြင်းထန်ပြီးတော့ရှုခင်းရလဲတကယ်ကိုလှတာပါဆိုနေ새로 생긴 카페 어땠어요?အသစ်ဖွင့်တဲ့ 커피 ဆိုင်ဘယ်လိုလဲ 인테리어도 예쁘고 커피도 맛있더라고요. အတွင်းပိုင်းအပြင်စင်လဲလှပြီးတော့ 커피가 လည်းတကယ်ရတာရှိတာပါဆိုနေ 어제 발표한 학생 어땠어요? မနေ့က presentation လုပ်တော့တဲ့ကျောင်းသားဘယ်လိုလဲ 떨릴 줄 알았는데 아주 자신감 있더라고요. ကြောက်ပြီးတုန်နေမယ်လို့ထင်ထားတာတကယ်ကို confidence ရှိတာပါဆိုနေမှာ 한국 음식 중에 뭐 먹어봤어요? 코리아စားတောက်တွေထဲမှာဘာစားကြည့်ခဲ့တာလဲ 김치를 먹어봤는데 생각보다 안 맵더라고요. 김치 စားကြည့်ခဲ့တာလေထင်ထားတလောက်မဆက်ဘူးရော 지난주에 산 옷 마음에 들어요? ရင်တစ်ပတ်ကဝယ်ခဲ့တဲ့အင်ဂျီစိတ်တိုင်းကြရဲ့လား 네 입어보니까 편하더라고요. ဟုတ်ဝစ်ကြည့်လိုက်တော့လဲအဆင်ပြေတယ်ပါဆိုနေရတကူတကမထည့်လဲရတယ်နော်အဓိကကကိုကြုံခဲ့ကြားခဲ့မြင်ခဲ့တဲ့အကြောင်းအရာကိုတခြားတယောက်ကိုလက်ဆင့်ကမ်းတဲ့ကမှာသုံးပါတယ်ဒီလောက်ဆိုရင်ရောဘုန်းတို့ဒေါ်ရာကိုယိုကိုရှင်းထွက်သွားမယ်လို့ယုံကြည်ပါတယ်ရှင်